ဒါဟာကဘာပေါ်မှာဆေးအကြီးဆုံးကိတ်မုတ်တွေထဲကတစ်ခုဖြစ်ပါတယ်။ UK နိုင်ငံကလူအများပြနှစ်ပတ်ကြာတဲ့ဒီကိတ်မုတ်ကိုကိုရီးယားလူမျိုးတွေပြုလုပ်တဲ့ပုံစံဟာအလွန်ပဲဆွဲမစရာကောင်းလို့အမေရိကန်တွေပါချီကျူးအထင်ကြီးရတဲ့အထိဖြစ်ပါတယ်။ပထမဦးဆုံးအလုပ်သမားတွေဟာအတစ်ခုဆွထားတဲ့မမုံတီတွေကိုဆေးကြောတဲ့ကန်တဲကိုထည့်လိုက်ပါတယ်။မမုံတီရဲ့အပေါ်ယာမှာရှိတဲ့အမုံအမွားလေးတွေကင်းစင်းသွားအောင်တေချာစွာဆေးကြောပါတယ်။အဲ့ဒီနောက်မမုံတီတွေကိုလီးတဲ့ဖင်ပေါ်မှာတင်ပြီးအစိတ်သေးသေးလေးတွေအထိပိုင်းဖြတ်ကတထုစလုံးတစ်ထုထဲမှာတင်ထားပါတယ်။အဲ့ဒီစလုံးတွေကိုတတ်မှတ်ထားတဲ့ပမာဏအတိုင်းတကြားထည့်ပြီးတေချာစွာရောမွေပါတယ်။ထို့နောက်အချင်းဖောက်ဖို့အတမမုံတီအပိုင်းစားတွေကိုအဝတ်အိတ်တွေထည့်သွင်းပေးပါတယ်။နောက်အဆင့်အနေနဲ့အလုပ်သမားတွေဟာမြေအိုးကိုဆိုးဆွတ်တဲ့အဝတ်နဲ့တုပ်တင်ရှင်းလင်းပါတယ်။ပြီးရင်အိုးရဲ့အတွင်းအဖြစ်နှစ်ခုလုံးကိုမီးရှူးနဲ့ပိုးတက်ပြီး6တွေ့အောင်လုပ်ပါတယ်။မမုံတီထားတဲ့အိတ်တွေကိုအတွင်းထဲထည့်ပြီးအချင်းဖောက်တာမြန်းဆန်စေဖို့အတွက်အင်းဆိုင်ရေကိုပါထည့်ပေးလိုက်ပါတယ်။ထို့နောက်အိုးကိုလေးလုံးအောင်တင်းတင်းကြပ်ကြပ်ပိတ်ဆို့ထားပါတယ်။သုံးပတ်ကြာအချင်းဖောက်ပြီးတဲ့နောက်အလုပ်သမားတွေဟာအိုးကိုဖွင့်ပြီးအညိုရောင်ရှိတဲ့တကားရေကိုရရှိပါတယ်။ကိတ်မုတ်ပြုစုခြင်းအဆင့်ကိုစတင်ဖို့အတွက်အလုပ်သမားတွေဟာရောဆက်ထဲကိုစမ်းမုတ်စားမမုံတီတကားရည်နဲ့ထော်ပတ်တွေထည့်ပြီးစက်ကိုဖွင့်ကရောဆက်လိုက်ပါတယ်။မုတ်သားကိုထုတ်ယူပြီးထော်ပတ်ချက်ပေါ်တင်ကဒလင်တုံးဆက်နဲ့ဖလက်ပြီးပြားထွက်အောင်ဖိချလိုက်ပါတယ်။ထို့နောက်အရွယ်စားညီညွတ်တဲ့အပိုင်းတွေရအောင်အလုပ်သမားတွေဟာပေတန်းကိုအသုံးပြုပြီးမုတ်သားတွေကိုလီးဖြတ်ပါတယ်။အစားတွေ့ဖို့အတွက်ပဲနီလေးတွေကိုဆေးကြောပြီးအိုးထဲထက်ကတစ်ကြံပိုးရွက်နဲ့ချင်းတို့နဲ့အတူနှစ်နာရီကြာချက်ပြုတ်ပါတယ်။ပဲတွေနူးညံလာတဲ့အခါဖယ်ရှားပြီးချိန်မွေးပေးရပါတယ်။တကြားနဲ့မမုံတီတကားရည်ထိုက်ထည့်ပြီးဖျက်လက်အပူပေးရပါတယ်။လှော်ထားတဲ့တစ်ကြားသီးတွေကိုမီးဖို့ထက်ကထုတ်ပြီးပဲနီခြေထားတဲ့အနစ်ထည်ရိုးထက်ကအစာသွက်တဲ့အစာအဖြစ်ပြုလုပ်ပါတယ်။အဲ့ဒီအစာကိုအလုံးသီးလေးတွေလုံးပြီးအလဲပဟုံးမှာမြေပဲတစ်လုံးစီထည့်ပေးပါတယ်။ထို့နောက်အလုပ်သမားတွေဟာမုတ်သားနဲ့အစာသွက်တဲ့အစာတို့ကိုပေါင်းဆက်ပြီးအထူးကိတ်မုတ်အဖြစ်ပုံဖော်လိုက်ပါတယ်။ကိတ်မုတ်တွေကိုမီးဖို့မထည့်ခင်ပုံသွင်းနိုင်ဖို့အတွက်အရာသားကျွဲဝါတဲ့မွေးထားတဲ့ခရီးတစ်စင်းကိုထည့်ပါတယ်။ကိတ်မုတ်တွေကို20ဒီဂရီစင်တီဂရိတ်နဲ့ထုတ်ပါတယ်။10မိနစ်ကြာတဲ့အခါကိတ်မုတ်တွေကိုထုတ်ယူပြီး$30တန်ဖိုးနဲ့ထုတ်ပိုးလိုက်ပါတယ်။တင်လဲမီးစမ်းကြည့်ချင်ပါသလား။